ဧည့်သည်တော်များရှင်အခုနာတော်တာဆင်ရမယ့်သချင်းကတော့လမုံပွဲလို့အမည်ရပါတယ်အားလုံးကတော့ဒီသချင်းလေးထဲမှာပါတဲ့စာသားလေးတစ်လုံးဖြစ်တဲ့ကုန်းကားဆိုတဲ့စာသားလေးကိုကြားဖို့ကြမှာပါမတို့ကတော့အမြဲတမ်းကုန်းကားလို့ပဲသချင်းကောင်းစဉ်ကိုထင်နေတာပါနောက်ပြီးတော့သူ့ရဲ့ခေါင်းစဉ်ကလက်တီးလို့လည်းခေါ်ပါတယ်အခုလမုံပွဲဆိုတဲ့သချင်းလေးကိုနာတော်တာဆင်ကြည့်ပါဦးဒီသချင်းလေးကိုတီဆိုမှာကတော့စုံသင်းပါဖြစ်ပါတယ်ဒီသချင်းလေးကိုရေးပေးတာစမ်းဝေရဖြစ်ပါတယ်ဒါဆိုရင်ညီမလေးသချင်းလေးနဲ့ဒီမှာလည်းလိုက်ကအောင်ဆောင်းတညမှာမီးရောင်ထိန်ထိန်လူအများနဲ့တချင်းလေးနဲ့ဆောင်းရုံဆုံးအသေးသေးတွေပေါ်ရောက်မယ်စုံတဲ့တွေနဲ့လေတကယ်အားကြလို့ဆောင်းနေခဲ့တချင်းလေးတစ်ပေါင်းဆုံးသွားရင်ပြောစရာတွေတွေ့ရင်ကိုယ်အနေခွင်ပြောစရာတွေတွေ့အနေခွေကာကုန်းကာကျင်းတဲ့ကြမကနေမေငါကိုယ်သူစင်ငါကနေကုန်းကာလမ်းမုံကာတောင်းမောဆန်းရတဲ့လေးရိုးရာစေတန်လွေမာရိုးရပွဲတွေစီတိုင်းခွေချစ်စရာကာလမ်းမုံကာတောင်းမောဆန်းရတဲ့ရိုးရာအင်းညာ